ကိုကြီးညာအမှတ်တရဆိုလို့ချုပ်တဲ့ရောက်တော့ရှိတယ်ဒီနေ့ရဲ့မေးမဲ့အစီအစဉ်လေးမှာဗာလေးတွေမေးသွားမလဲဆိုတာကိုတော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြပါအောင်နော်မေဇလီဘူးတော့စားဘူးလား စားဘူးပါတယ် စားဘူး စားဘူး စားဘူးပါလေ ဘသူတွေနဲ့အတူစားဘူးလဲမ တ သိ ကယ်ရင်းနဲ့သူစားဘူး ကိုရီအချင်းချင်းတောက်စားကြတယ် အမေရတော့လာစားဘူးလေတော်ရတော့လာစားဘူးလေ အင်ရတုတ်ကြွေးတာ အမေရော ကြီးကြီးရုံနဲ့ပေါ့ ဒါရွာမှာတော့ကတော့ဒီလိုပဲလာပြီးတော့လက်ဆောင်ပေးကြတယ်ဟုတ် ဟုတ်ကဲ့ စီချက်တွေပါနေကောင်းတယ် ဘာမှတရားရှိတယ်ဆိုချက်ခုစားတာမတည့် nice ခိုးကြီးညမှာတကိုးလိုက်တာတော့မှတ်တရား အမားနဲ့သူများပြည်စီလိုက်ခိုးတာ တငယ်ကြီးနဲ့ဝိုင်းတောက်တာ တခိုးလိုက်ချောင်းလားဘယ်လိုမျိုးကလေးတွေနဲ့ဆော့တာနိုင်မှာနော်အေးအဲ့ဒါလေးတော့ဗာလေးရရှိတယ်ပေါ့နော် ကိုကြီးညာအမှတ်တရဆိုလို့ချုပ်တဲ့ရောက်တော့ရှိတယ်အဲချက်ခိုးပြီးတော့အဲ့ဒါမိသွားတာပိုင်ရှင်နဲ့အချုပ်ထဲထည့်လိုက်တာ အော်ဘယ်နှစ်ရက်ဝင်လိုက်ရလဲဆိုတော့ 3ရက် ရှိတယ်ကြက်တွေလိုက်ခိုးပြီးတော့ချက်စားတယ် တားကြီးတော့ကြီးမိုက်တော့မကြီးပါဘူးကြက်တွေပါလေတော့ပဲခိုးဘူး ပန်းတကူရောကောက်ရဘူးလား ကောက်ဦးတယ် ကောက်ရတယ် ဟုတ်ပန်းုံကောက်ရပဲ အကောက်ရဘူး အပန်းကဒီမှာအလုံးလုံးမှကောက်ရဘူးလေအပြင်မှာငငယ်တော့မရဘူး ကိုကြီးစားနဲ့အတူမိထုံးဘူးလား ထုံးဘူးတယ် မိထုံးမှုတွေ မထုံဘူး မျိုးသမီးနဲ့မိထုံးမှုပါလေ အာဟုတ်ကဲ့ မထုံးဘူး ထုံးဖို့ရောအစီအစဉ်ရှိလားမောင်လေး မရှိဘူး ကဲအခုကြည့်နေတဲ့သူတွေမှာလည်းဒီဇိုင်းတိုင်းဘာအမှတ်တရလေးရှိခဲ့လဲဆိုတာကိုညီမတို့ comment လေးမှာမှတ်ပေးခဲ့ကြအောင်နော်